ဦးနေကျော်စေကူဖို့ငွေသိန်း100ချခဲ့ပေမဲ့မကယ်လိုက်နိုင်လို့ဝမ်းနည်းနေရတဲ့ဆိုင်ရီမို့အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုင်ရီမိုကတော့လက်ရှိသပင်လောကမှာအောင်မြင်နေတဲ့သူဖြစ်ရတည်နေတယ်လို့စိတ်ထားကောင်းကစီနီယာတွေအပေါ်မှာတည်တဲ့အတွက်ရှိကျူးခံနေရတာပါဒါအပြင်ပြီးခဲ့ရပိုင်းမှာဆိုရင်ဆိုင်ရီမိုကလူရှင်တော်ဦးနေကျော်ကိုလူတန်းဖို့တဲ့တချင်းဆိုရင်းနဲ့သိန်း100ကျော်ချနိုင်ခဲ့တာပါလူရှင်တော်ဦးနေကျော်ဟာနေမကောင်းဖြစ်တာကြာနေပြီဖြစ်တယ်လို့အသိဉာဏ်မရှိတော့တဲ့အခြေအနေကိုရောက်ရှိနေတာဖြစ်ပါတယ်။ဆိုင်မိုကလူရှင်တော်ဦးနေကျော်နဲ့တိလာတာကြာခဲ့ပြီဖြစ်တယ်လို့သူရဲ့အနုပညာဖခင်ကြီးလို့သဘောထားတာပါ။ဒီမောင်ဆန်းမင်းဝင်းမှကတဲ့အချိန်ကလေးကဆိုင်မိုနဲ့လူရှင်တော်ဦးနေကျော်တို့ကယဉ်နေခဲ့တာပါ။ဒါကြောင့်မလို့လူရှင်တော်ဦးနေကျော်ကနေမကောင်းဖြစ်တဲ့အချိန်မှာဆိုင်မိုကအပြေဝကိုကူညီရှင်တာပါ။ဒါပေမဲ့ဆိုင်ရင်မူညီလိုက်နိုင်တော့ပဲကွယ်လွန်သွားခဲ့ရပြီဖြစ်ပါတယ်။ဦးနေကျော်က19ရက်နေ့နေ့လယ်ပိုင်းမှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။နေအိမ်မှာတည်းကွယ်လွန်သွားတာဖြစ်ပြီးတော့သူရဲ့အတိမိတ်ဆွေလူရှင်တော်တွေကလည်းအိမ်မှာရောက်ရှိနေကြတာဖြစ်ပါတယ်။လူရှင်တော်ကြီးတွေကလည်းဦးနေကျော်ရဲ့အရှင်တွေကိုကြည့်ကအားမရဖြစ်နေကြတာဖြစ်ပါတယ်။ဦးနေကျော်ကအုံနောက်ထဲကိုပိုးဝင်ထားတာဖြစ်တဲ့အတွက်အသိစိတ်ပါမရှိပဲဖြစ်နေခဲ့တာပါ။ဒါကြောင့်မလို့သူတယောက်တည်းခံစားနေခဲ့ရတာအခက်ခဲနေခဲ့တယ်လို့ဘေးကကြည့်နေတဲ့အဖို့အသက်လည်းစိတ်မချမ်းသာရပါဘူး။ဒါကြောင့်မလို့ကွယ်လွန်သွားတာကဒါဦးနေကျော်အတွက်အကောင်းဆုံးဖြစ်မှာပါဆိုပြီးအားလုံးကဒါဖြစ်သူကိုနှစ်သိမ့်ပေးနေကြတာပါ။ဒါဖြစ်သူမှဖောက်ခင်ကွယ်လွန်သွားတဲ့အပေါ်မှာလက်မခံနိုင်သေးတယ်လို့ဒါတယောက်အနေနဲ့အတော်လေးကိုခံစားနေရတာပါ။ဒါပေမဲ့လည်းဖောက်ခင်ဖြစ်သူရဲ့အခြေအနေကိုအနီးကစောက်ကြီးကကြိုသိနေခဲ့တာမို့စိတ်ကိုတော့ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။ဦးနေကျော်ကိုစိတ်ကူးပေးဖို့အတွက်ဆိုပြီးတော့ဆိုင်းရီမို့လို့ဆိုရင်လည်းအလူငွေသိန်း100ကျော်ချပေးထားခဲ့ကြတာပါ။တရှင်းဆိုရင်အလူငွေချပေးခဲ့တာဖြစ်ပေမဲ့အခုတော့စိတ်မကူးလိုက်နိုင်ပဲကွယ်လွန်သွားရပါပြီ။ဒါကြောင့်မို့ဆိုင်းရီမိုအနေနဲ့လည်းအတော်လေးကိုစိတ်မကောင်းဖြစ်နေရတာပါ။ဆိုင်းရီမိုကဦးနေကျော်ကိုသူကိုယ်တိုင်တွားကြောမယ်လို့ဆုံးဖြတ်ထားပေမဲ့မမီလိုက်ပါဘူး။ဇပွဲကနေရတဲ့အတွက်ဦးနေကျော်ရှိတဲ့ရန်ကုန်ကိုမတော်လိုက်နိုင်တာပါ။ဆိုင်းရီမိုကဦးနေကျော်ပေါ်မှာတမန်လူရှင်တော်တယောက်လိုသဘောမထားပဲယေရှုရှင်တယောက်လိုတန်ဖိုးထားအလေးထားခဲ့တဲ့ဆိုတာကိုတောင်ပြသခွင့်မရလိုက်တာပါ။ဆိုင်းရီမိုကနောက်ထပ်မင်းသားတွေထဲမှာဆိုလူရှင်တော်ကြီးတွေပေါ်အလေးစားတယ်လို့အလေးထားကဆက်ဆံတဲ့တူပါသူအနေနဲ့အရန်ချမ်းသာသူမဟုတ်လို့မတတ်နိုင်ပေမဲ့တတ်နိုင်တယ်လို့အမြဲတမ်းလှူနေတတ်တာဖြစ်ပါတယ်။ဆိုင်ရင်မိုးကသူကိုယ်ပိုင်စမထောင်နိုင်သေးတာမို့လှူရှင်တို့လိုတော့မလှူနိုင်သေးပါဘူး။သူကိုယ်တိုင်သူများထောင်ထားတဲ့စမဝင်ကနေရတာဖြစ်ပြီးတော့ကိုယ်ပိုင်စထောင်နိုင်ဖို့ထက်မိသားစုကိုပြည့်စုံအောင်ထားချင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဆိုင်ရင်မိုးမှာမိဘကိုတောင်အိမ်နဲ့ရှာနဲ့မထားနိုင်သေးတဲ့အရှင်တွေဖြစ်လို့အတော်လေးစူးစမ်းနေရတာဖြစ်ပါတယ်။ဆိုင်ရင်မိုးကအောက်ရှိလဲမလို့ပဲစူးစမ်းနေတဲ့အတွက်အခုဆိုရင်ဇက်တပင်လောကမှာအတော်လေးကိုနေရရရှိနေပါပြီ။မြမဇက်တပင်ကိုချင်းမှုမပြည့်အောင်ထိမ့်သိမ်းနေတာဖြစ်ပြီးတော့နာမည်ပြလည်းတိတ်မရှိပဲကောင်းမွန်အောင်ရပ်တည်နေတာဖြစ်ပါတယ်။မြမသတ္တပင်လောကတိုးတက်ဖို့အတွက်လူအများကတော့ဆိုင်းရင်မိုးလေးကိုအားကိုးနေကြတာဖြစ်ပါတယ်။ဦးနေကျော်ကိုလွန်သွားတဲ့အတွက်စိတ်မကောင်းဖြစ်နေရတဲ့ဆိုင်းရင်မိုးအပေါ်အမြင်လေးကိုပြပြပေးခဲ့ပါအောင်ရှင်။ကြည့်ကြပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။